အပြောမနှောကောင်းတဲ့ Ray Cross ဆိုတဲ့အသက်52နှစ်အရွယ်ယောက်ျားကြီးတစ်ယောက်ဟာစားသောက်ဆိုင်တစ်ခုမှာသူ့ရဲ့ဖျော်ရည်စက်ကိုရောင်းဖို့အားပေါအောင်မိတ်ဆက်ပေးနေပါတယ်။ဆိုင်ရှင်ကညင်းလွှတ်လိုက်တာကြောင့် Ray လည်းသူ့ကားစီကိုဖျော်ရည်စက်ကြီးမှပြီးပြန်လာပါတယ်။နောက်တော့နေ့လည်စာစားဖို့အတွက်မှားထားတဲ့အမဲကင်ကိုကားထဲကနေစိတ်ရှည်လက်ရှိနဲ့ထိုင်ဆောင်နေပါတယ်။ဒါပေမဲ့စိတ်မရှိတဲ့ဆုံးနောက်တစ်ဆိုင်ကိုသွားပြီးသူ့ရဲ့ဖျော်ရည်စက်ကိုတွားထုတ်ရောင်းနေပေမဲ့ဟိုကဂယူးတော်မဆိုင်ပဲသူ့လို့သူလုံနေပါတယ်။ဒီစားသောက်ဆိုင်မှာလည်းရှိရလို့ပဲနေ့လည်စာမှာထားပြီးဘိုက်ဆဆာနဲ့ထပ်ဆောင်နေပေမဲ့ရောက်လာတော့သူ့မှာထားရတယ်တလွဲကြီးလာချပြီလို့ Ray လည်းစိတ်ညစ်နေပါတယ်။ Ray ကညဖက်တော့ဇွဲရှိရင်ဘယ်ပညာရှိရမှမရှင်းနိုင်ဘူးဆိုရဲအတန်ခွေလေးနားထောင်ပြီးခေါင်းဝင်းဖြူအောင်တွေးတောနေရင်တရေတမောအေးပြောသွားပါတယ်။ Ray ကနောက်နေ့ရောက်တော့ထုံးစံအတိုင်းဖျော်ရည်စက်ရောင်းမရနဲ့စက်ကုမ္ပဏီနဲ့ဖုန်းပြောနေပါတယ်။နောက်တော့ကုမ္ပဏီဘက်ကနေ16လုံးကိုတပိတ်ထဲမှာထားတယ်မက်တော်နယ်ဆိုင်ကြောင်းကြားလိုက်တော့ Ray လည်းဖုန်းနံပါတ်တောင်းပြီးမက်တော်နယ်ကိုဖုန်းဆက်ပါတယ်။သူတို့နဲ့ဆက်တွေ့ပို့ပေးရမယ့်လိပ်စာရသွားခဲ့ပြီးမှားတဲ့ဆိုင်ပိုင်ရှင်ကဖုန်းတော့ကောင်းကောင်းမပြောနိုင်လောက်မအားမလက်ဖြစ်နေတော့ Ray လည်းမက်တော်နယ်ဆိုင်ကိုလာကြည့်ရှင်စိတ်တဖွာဖွာပေါ်လာပါတယ်။မကြပါဘူးလိပ်စာတိုင်းလာခဲ့ပြီးနောက်ဆုံးမှလူတွေကြိတ်လို့ရောင်းကောင်းနေတဲ့မက်တော်နယ်ဆိုင်ကျရောက်လာပါတယ်။သူတို့နဲ့ Ray လည်းမက်တော်နယ်မှာနေ့လက်လာစားခဲ့ပြီးအခုရှင်အခုစားရတာမို့ Ray ကမယုံကြည်နိုင်ဖြစ်နေပါတယ်။ Ray လည်းသူ့တဘွားလို့ခုလိုမြန်ဆန်တဲ့ဆိုင်မျိုးမမြင်ဘူးအကြောင်းမျက်ခုံးတစ်လုံးလုံးနဲ့ခုံလက်လေးမှထိုင်ပြီးဟမ်ဘာဂါတွေကိုတဝိုက်ရေးစားနေပါတယ်။အဲ့အချိန်မှာပဲမန်နဲ့တွေ့ခဲ့ပြီး Ray လည်းမိတ်ဆက်စကားဆိုတာဆိုင်ထဲကိုလိုက်လေးလာနေပါတယ်။နောက်တော့စီကန်းကြီးပြီးညံကောင်းတဲ့ဓာတ်ရောက်လာပါတယ်။ဓာတ်ဟာမတ်ရဲ့ကိုကြီးဖြစ်ပြီးညီကိုနှစ်ယောက်ပေါင်းပြီးဆိုင်ကြီးကိုဖွင့်ထားတာဖြစ်ပါတယ်။မတ်ဟာဓာတ်ကို Ray နဲ့မိတ်ဆက်ပေးပြီး Ray လည်းညီကိုနှစ်ယောက်ရဲ့ပုံစံသဘောကျတဲ့ညတာစားဖို့ဖိတ်လိုက်ပါတယ်။ဒီလိုနဲ့ဒင်နာပွဲရောက်တော့ Ray ရဲ့တောင်းဆိုမှုကြောင့်ထုံနေညီကိုလည်းသူတို့အကြောင်းပြောပြပါတယ်။မတ်ဟာသူတို့ညီကိုနှစ်ယောက်ရဲ့ခက်ခက်ခဲခဲစူးစမ်းတိဆောက်လာတဲ့သူတို့ဘဝလေးကိုအသေးသေးကစားပြောပြပါတယ်။အမျိုးမျိုးကြချုံလိုက်အောင်မြင်လိုက်အတွေးခေါ်တစ်တိမ်မွေးဖွားလိုက်တဲ့နောက်ဆုံးမှာမက်တော်နယ်ဆိုင်တွေအစင်းစင်းဖြစ်ပေါ်လာပုံကိုရှင်းပြနေပါတယ်။ဓာတ်ဟာအညံကောင်းပြီးတီထွင်ပတ်တီးညံ့စွမ်းရှိရမလို့အစားအစာတွေကိုစက္ကန့်30အတွင်းဘယ်လိုရနိုင်မလဲဆိုတော့အဖြေရှာရင်နောက်ဆုံးမှာအဖြေထွက်သွားပါတယ်။တပြိုင်နက်တည်းအလုတ်သမားတွေခေါ်လိုက်ပြီးတန်းနဲ့ကွယ်တစ်ခုထဲမှာပုံနေဆွဲလေးချင်းရင်နောက်ဆုံးမှာသူတို့လိုချင်တဲ့ကဘာပထမဆုံးတော့အမြန်စနစ်ကိုရသွားပါတယ်။အဲ့ဒီနဲ့အစပိုင်းမှာအဆင်မပြေဖြစ်ခဲ့ပြီးမှန်းချက်နဲ့နောက်ထပ်မကိုက်ပဲဆိုင်သိမ်းရဖို့ဖြစ်လာပါတယ်။ကံကောင်းစွာနဲ့ပဲကလေးလေးတယောက်ကြောင့်ဆိုင်ဟာအခုချိန်ကြီးအရှိန်ဟုန်နဲ့ပြန်လဲပတ်နေတဲ့အကြောင်းပြောပြတော့ Ray လည်းညတော့အိမ်မပြောနိုင်ပဲအဲ့ဟာပဲတွေးနေမိပါတယ်။နောက်နေ့ရောက်တော့ Ray လည်းမတ်တို့ညီကိုစီသွားပြီးဆိုင်ခွဲဖွင့်တဲ့ကြောင်းနဲ့ဒီသက်အများကြီးပေါ့အောင်လုပ်တဲ့ကြောင်းထိုက်တွန်းနေပါတယ်။မတ်တို့ညီကိုလည်းသူတို့ဆိုင်ခွဲတွေဖွင့်ဖို့ပြင်မဲ့ quality ကွာမှုကြောင့်ဆိုင်ခွဲတွေကမယုံနိုင်မှတည်သွားခဲ့ပြီးဒီဆိုင်လောက်နဲ့ပဲကျင်းတဲ့နေရာဖြစ်ကြောင်း Ray ကိုရှင်းပြပါတယ်။ Ray ကဟိုကြီးတီကြီးနဲ့မတ်တို့နဲ့ဆိုင်ရဲ့ဒီဇိုင်းတစ်ဖြစ်တဲ့ရွှေရောင်အခုံးကြီးနေတဲ့ဆိုင်ကိုကြည့်ပြီးမတ်တို့ကိုဆိုင်ရဲ့တီနေအောင်ညွှန်ပြခိုင်းလိုက်ပါတယ်။ဒီလိုနဲ့ညာတင်းချင်းပဲ Ray က Phoenix ဆိုတဲ့မြို့မှာရှိတဲ့ရွှေရောင်အခုံးကြီးတွေနဲ့တိစောက်ထားတဲ့ဆိုင်ကိုသွားကြည့်ပါတယ်။မြင်ချင်းမှတင်ဆိုင်ကြီးရဲ့ခံစားမှုလှပမှုจิตတည်ရှိမှုတို့အသေးသေးနှစ်ယောက်ခံစားလိုက်ရပြီး Ray လည်းအိမ်ပြန်လာခဲ့ပါတယ်။အိမ်ကတော့သူ့ချစ်ဇနီးလေးကိုသူ့ဘဝမှာတစ်ခါမှမမြင်ဘူးတဲ့အရန်မြတ်တဲ့စားသောက်ဆိုင်ကြီးရဲ့အကြောင်းပြောပြပါတယ်။အဲ့ဒီဆိုင်ကြီးအတွက်ရင်းနှီးရှင်တဲ့ Ray ကအိမ်ကိုပေါင်ပြီးရင်းနှီးဖို့အတွက်သူ့မိမကိုမနှိမ့်တဲ့ဘက်နဲ့လူလဲကြနေပါတယ်။မိမဖြစ်သူကလည်းသူတို့နှစ်ယောက်လုံးကအသက်တကြီးနေပြီဖြစ်ပြီးသုံးဖို့စားဖို့အိုစာမင်းစာလုံလုံလောက်လောက်ရှာထားပြီးမလို့အိမ်မှာပဲအေးအေးချမ်းချမ်းလေးရုပ်ထုတ်သွားဖို့ Ray ကိုတောင်းဆိုပါတယ်။စီးပွားရေးမှာဘာလောက်မကျေနပ်နိုင်တဲ့ Ray ကသူ့မိမနဲ့စကားချစ်တယ်ဖြစ်ခဲ့ပြီးသူ့မိမစီကနေလည်းသဘောတူညီမှုမရပဲမဟေသီးကိစ္စတခန့်ရက်သွားပါတယ်။တရက်မှာတော့ Ray ကမျိုးတဲ့အိမ်လေးကိုလိုက်ကြည့်နေပါတယ်။ခေါင်မိုးတွေကအချုံတွေလက်ဝါးကတိုင်တွေဂျုံနေမှဆိုအလံနေနဲ့ပဲပြည်နေတဲ့ပုံစံတွေကို Ray သတိထားမိလို့နေပါတယ်။ Ray တရားဖျော်ရည်စက်တွေကိုစိတ်ကုန်နေဖြစ်ပြီးသူ့ကောင်းထဲမှာရွှေရောင်ခုံးကြီးတွေကိုပဲမြင်နေပါတယ်။အဲအကြောင်းမခံနိုင်တဲ့အဆုံးမတ်တို့ဆိုင်ကိုရောက်လာပါတယ်။မတ်တို့လည်းဒီလူရာပင်ကြီးဘာညာနဲ့အထက်ခေါ်ပြီးစကားပြောပြန်ပါတယ်။ဒီတစ်ခါ Ray လာတဲ့အကြောင်းရင်းကတော့မတ်တို့နဲ့ဆိုင်ခွဲကိုနိုင်ငံအနှံ့ထူးချွန်တဲ့တူလူစီကိုခွဲပေးဖို့လာညှိနိုင်တာဖြစ်ပါတယ်။သူမြင်ခဲ့တဲ့အချုံတွေအလံတွေလက်ဝါးကတိုင်တွေပဲရှိတဲ့နေရာတွေမှာရွှေရောင်အခုံးကြီးတွေတိစောက်လိုက်ရင်အရန်ခမ်းနားပြီးတပတ်လုံးဝေးပြည့်ရတူရှိနေမယ်ဖျားเจ้าမုံသက်ဖြစ်လာမဲ့ဆိုင်ကြီးတွေအကြောင်းမတ်တို့ကိုရှင်းပြလို့နေပါတယ်။သူဆိုင်ခွဲဖွင့်ပြီးစူးစမ်းရှင်ကြောင်းကပြောတော့မတ်တို့လည်း Ray ကိုခဏထောက်ခိုင်းပြီးတိုင်ပင်ပါတယ်။ဖြစ်ချင်တော့မတ်တော်နယ်ရဲ့ဖန်ကြီးချင်းကြီးတက်ရလဲအဲ့လိုအိမ်မက်တွေရှိခဲ့ပြီးအခု Ray ရဲ့အိမ်မက်သူ့ထက်တောင်ကြီးမားနေရမျိုးညီကိုနှစ်ယောက်လည်းဆိုင်ကြီးတိုးထပ်ဖို့ဆိုပြီးသဘောတူဖို့ဆုံးဖြတ်လိုက်ပါတယ်။စာချုပ်မှာလည်းသူတို့အသာဖြစ်မဲ့စာချုပ်ကိုချုပ်ဆိုပြီး Ray နဲ့စတဲ့စာရောက်ချုပ်ပါတယ်။ Ray ကဆိုင်ဝန်းကျင်စိတ်ပဲရှိရမလို့အစာချုပ်မှာသူ့ဘယ်နေရာမှမတာတာသိရနေတာအကုန်လုံးလက်မထိုးခဲ့ပါတယ်။ Ray ကလုပ်ငန်းတီထောင်ဖို့အတွက်စားတော့ဆိုင်ကြီးတွေကို share ဝင်ဖို့သူ့ project ကိုလိုက်ပြနေပေမဲ့လည်းအဆင်မပြေတဲ့နောက်ဆုံးမှာဘန်ရောက်လာပါတယ်။သူမိမမသိအောင်အိမ်ကိုပေါင်ခဲ့ပြီးအဆုံးမှာမြေကွက်ကြီးတစ်ခုပိုင်ဆိုင်ပါတယ်။သူပိုင်ဆိုင်ခဲ့တဲ့မြေကွက်ကြီးရဲ့မြေကြီးလေးတစ်စုပ်ကိုကင်ပြီးသူ့ဘဝမှာတစ်ခါလောက်အောင်မြင်ပါစေဆိုကဆိုင်ကိုစတင်တိဆောက်ဖို့လုပ်ပါတယ်။ဒါပေမဲ့မန်နေဂျာဟာပါဝင်မှုကိုလေးလေးလုပ်နေပြီးစီမံခန့်ခွဲဖို့အတွက်အင်းနေမှာလာလုပ်နေရမို့ Ray လည်းပောက်ကွယ်ပြီးဓာတ်ကိုအော်ငေါက်ကဖုံးချပလိုက်ပါတယ်။ Ray ကတိဆောက်မှုပိုင်းမှာလည်းကိုယ်တိုင်ပဲကြီးကျယ်နေရပြီးအရန်ကိုအတစ်ဖြစ်လို့နေပါတယ်။အဲ့ချိန်မှာပဲမတ်တော်နဲ့ဆိုင်ရင်ကရောက်လာတဲ့စာတစောင်ကိုဆိုင်ရစရေးမှာ Ray ကိုဖတ်ပြနေပါတယ်။ဆိုင်ရင်ဘက်ကနေမီနူယောက်မှာစပွန်ဆာထည့်ထားတဲ့ကြော်ညာပုံစံလေးပါနေအောင်မကြိုက်ကြောင်းနဲ့သူတို့စီမင်းနဲ့မညီကြောင်းပြောတော့ Ray လည်းဇက်တို့ကိုဖုန်းဆက်ပြန်ပါတယ်။ Ray ကစပွန်ဆာကြော်ညာတေးလေးထည့်ပေးလိုက်လို့အလကားပတ်စံရကြောင်းသူကဆိုင်စားဖွင့်တော်မလို့ပတ်စံလိုတာမျိုးထည့်ရတာဖြစ်ကြောင်းရှင်းပြပါတယ်။ဟိုကလည်းတယူတန်ဖြစ်နေမှု Ray လည်းစိတ်တူတူနဲ့ဖုန်းထချလိုက်ပြန်ပါတယ်။လို့နဲ့ Ray သူ့ဖြစ်ရှင်နေတဲ့အတိုင်းဆိုင်တစ်ခုကိုပိုင်ဆိုင်လာခဲ့ပြီးလုပ်ငန်းမှာအသေးသေးကစသူ့လူတွေကိုပြောပြတင်ကြားပေးနေပါတယ်။
မနက်မိုးလင်းကနေညအထိအတက်ဖြက်ကစ조사နေခဲ့ပြီးနောက်ဆုံးမှာတော့သူ့မဟေ့တီလေးစီရောက်လာပါတယ်စိတ်ကောင်းနေတဲ့မိမကိုချော်ပြီးကလပ်လိုက်ဖို့မယ်ဆိုပြီးစိတ်ဆိုးပြအောင်လောက်ကပါတီစုံကလပ်ရီတစ်ခုရောက်လာခဲ့ပါတယ်အဲ့ရတော့တငယ်ချင်းလက်များနေတဲ့အတူထိုင်ကြရင်စီးပွားရေးကိစ္စပြောပြီးတော့တလွဲပဲလုံနေတဲ့ Ray ကိုဝိုင်းလောက်နေကြချင်းသူ့မိမကကားရောက်ပြီး Ray ကစီးပွားရေးလုပ်ငန်းရှင်ကြီးနဲ့အတူဆိုင်ခွဲဖွဲ့နိုင်ဖို့အတွက်တိုင်ပင်ပါတယ်သူတို့နဲ့တလအတွင်းမှာဆိုင်ခွဲ3ခုရလာခဲ့ပြီး founder ကြီးဖြစ်တဲ့ဓာတ်ဟာမြန်မြန်ဆန်ဆန်ဆိုင်ခွဲတွေရနေအောင်သဘောမတွေ့နေပါဘူးတစ်ဖက်က Ray ကသူ့မိတ်ဆွေတွေရဲ့ဆိုင်တွေကိုလိုက်စစ်နေပြီးဒါတခုမှအလိုမကျပဲအစင်မပြေနိုင်ပဲမြင်နေတော့ငန်းလေးတွေကိုတွားဖျဲပါတယ်နောက်နေ့ကျတော့သူတို့လည်းများသွားနေကြကလပ်ကိုတွားဖို့ Ray ရဲ့မိမပြင်ဆင်နေပေမဲ့လူချမ်းသာငပြင်းနေနဲ့မပေါင်းချင်တော့ဘူးဆိုပြီးကလပ်သွားဖို့မှမဖျက်သိမ်းလိုက်ပါတယ်Ray ကဦးဆောင်သူမရှိတဲ့လူချမ်းသာငပြင်းနေတဲ့ဆိုင်တွေကိုနည်းနည်းလေးမှသဘောမကျနေပါဘူးတနေ့တော့တမန်ကျန်းသားစာအုပ်ကိုအတင်ထိုးရောက်နေတဲ့ Rosan ဆိုတဲ့ဂျူးလူမျိုးတယောက်ကို Ray တွေ့လိုက်ရပါတယ်Ray ကစိတ်ဝင်စားသွားပြီးသူ့နဲ့ပုံစံတူနိုင်တယ်ဆိုပြီး Rosan ကိုဆိုင်ခွဲဖွင့်ပေးဖို့ဆုံးဖြတ်ကပထမဆုံးကိုယ်စားလှယ်ရရောက်ခဲ့ပါတယ်Rosan တို့လင်မယားဂျူးတွေဆိုတဲ့အတိုင်းရန်တော့ကြပြီးယောက်ျားဖြစ်သူကလည်းကြိုးစားမိန်းမဖြစ်သူကလည်းဆိုင်လာကလေးလေးတွေကိုချိုးချင်လေးတွေလိုက်ပေးနေတဲ့အကြောင်းသူ့မိန်းမကိုပတ်နေပါတယ်အဲ့နောက်တော့တထေးလေးမပါပဲလူလက်သားတွေပဲရှိတဲ့ကလပ်ရောက်လာခဲ့ပြီးအလုံးမျိုးစုံလုံးနေတဲ့ Jet ဆိုတဲ့သူနဲ့တွေ့ခဲ့ပြီးသူ့ပုံစံနဲ့ဆင်လို့ထပ်ခွဲပေးလိုက်ပြန်ပါတယ်အဲ့ရနေစပြီး Ray ကအမေရိကမြို့နယ်တိုင်းဒေသတိုင်းကိုခရီးထွက်ပြီးစီးပွားရေးမိန့်ခွန်းတွေပြောဆိုင်ကိုမိတ်ဆက်ပြီးသူ့ရဲ့ empire ကြီးကိုချဲ့ထွင်နေပါတယ်။စကားပြောကောင်းပြီးစီးပွားရေးညံပြင်းတဲ့ Ray ကြောင့်ဆိုင်ခွဲတွေတော်တော်များများဖြစ်လာခဲ့ပြီးအောင်မြင်လာနေခဲ့ပါတယ်။ Ray ကသူ့ဆိုင်ကိုလည်း McDonald 1ဆိုပြီးတတ်ထားရမလို့ manager ကကောင်းခဲ့နေပါတယ်။ Ray ကလုံးဝ CEO ဆန်လာပြီးသူ့အောက်မှာဆိုင်ခွဲတွေအပြည့်နဲ့တူလာတိုင်းအားလုံးကဝမ်းပန်းသက်သာကြိုဆိုကြပါတယ်။တညတော့သူတို့ကိုယ်စားလှယ်ခွဲတွေနဲ့ပဲညစာစားနေကြရင်စားတော့ဆိုင်ကြီးတစ်ဆိုင်ကဆိုင်ပိုင်ရှင်ရဲ့မိန်းမကို Ray တယောက်ငေးမောကြည့်နေပြီးပါတယ်။သူမိမကိုကြည့်နေအောင်ငနေရလဲဦးမတိုရဲ့ပြင် Ray စီအနီးကခေါ်ပြပါတယ်။ဒီလိုနဲ့လုပ်ငန်းအကြောင်းပါညာပြောနေကြရင်ကောင်မလေးက Ray ရဲ့အကြိုက်ဆုံးတစ်ချေကိုတီးပြဖို့ piano ကြီးစီပြန်သွားပါတယ်။ Ray လည်းလိုက်သွားပြီးတူတူပါလိုက်တီတော့အားလုံးကလက်ခုပ်အော်ပါမှနဲ့အားပေးနေကြပါတယ်။တနေ့တော့ Ray က McDonald ဆိုင်ခွဲတိုင်းကအမျက်ကို 1.4% ပဲရတာနဲ့ပတ်သက်ပြီး Matt တို့ကိုဖုန်းဆက်ပြီးသဘောတူစာချုပ်ကိုအသစ်လုပ်ပေးဖို့ပြောပါတယ်။ဒါပေမဲ့လည်းဟိုကသဘောတူဖို့ညင်တော့ Ray လည်းသဘောတူကြီးဖုန်းချသွားပြန်ပါတယ်။ဓာတ်ဟာ Ray ရဲ့ချက်လေလာမှုတွေကိုမကျေနပ်နိုင်တော့ပဲ Matt ကိုအပြစ်တင်ပြီးညီကိုနှစ်ယောက်သာစကားများကုန်ပါတယ်။ Ray က 24/7 လောက်ကြိုးစားနေပြီမဲ့သူ့ရဲ့ရတဲ့ပါစံအနေလုံးပြီးတချို့ဆိုင်ခွဲတွေရနေဆို$6ပဲရလို့မကျေနပ်နေဖြစ်နေပါတယ်။တစ်ဖက်မှာအိမ်ကမိန်းမကသူတို့အိမ်ကိုပေါင်လာမှန်းသိခဲ့ပြီး Ray ကိုခေါင်းအေးနဲ့ပတ်နေပါတယ်။ Ray ကသူ့အိမ်ကိုဖုန်းဆက်လို့ဆိုပြီးဘန်အထိလိုက်ဖဲအထိကိုသွေးဆူနေပါတယ်။အဲ့တော့ညစာစားဖို့ရောက်လာကြပြီဖြစ်ပြီးကိုယ်စားလှယ်ခွဲနေစကားပြောနေကြရင်ဖြော်ရည်အတွက်ရေခဲကန်းသုံးတဲ့ပစ္စည်းတွေမှာရင်းနှီးငွေအရင်ကုန်နေရမျိုးMcDonaldနဲ့ဆိုင်ရဲ့ CEO ကြော်ပြီးအဲ့ဒါကိုပြင်ဖို့တိုင်ပင်နေကြပါတယ်။ဂျိုဟာရေခဲမုန်းနဲ့ဖြော်ရည်ဖြော်ရဲ့ညမှာမစ်ရှိတ်ပေါင်နာမုတ်သုံးဖို့ဆိုပြီး Ray ကိုကြံပေးနေပါတယ်။နောက်တော့ပေါင်နာမုတ်ဖြော်တော့ကြည့်ခဲ့ကြပြီးသဘောတွေ့နေပါတယ်။ပေါင်နာမုတ်သုံးမဲ့အကြံကို CEO နှစ်ယောက်စီသဘောတူညီမှုယူကိုညှိနှိုင်းပေမဲ့ဟိုကသဘောမတူပဲဖုန်းချသွားပါတယ်။တနေ့မှာတော့ Ray ကဘန်အားပြန် Harry ဆိုတဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပြီးသူက Ray ကိုသဘောကျတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Ray ဖြစ်နေရဲ့အကျွေးတွေအခက်ခဲရဲ့အတွက်အကြံပေးအဖြစ်ကူညီဖို့ဆိုပြီး Ray ရဲ့ရုံးခန်းထဲအထိရောက်လာပါတယ်။နောက်တော့ Harry က Ray အတွက်ကိုယ်စားလှယ်တွေကိုချုပ်ကန်နိုင်ဖို့မြေနေရာတွေကိုဝယ်ပစ်ပြီးအငှားယူထားကြတဲ့ကိုယ်စားလှယ်နေရာတွေကိုထိန်းချုပ်က CEO နှစ်ယောက်ကိုကြော်တတ်နိုင်ဖို့အကြံပေးပါတယ်။အိမ်နီးလန်းကတီထောင်သူညီကိုနှစ်ယောက်ကိုအရှုံးကြီးရှုံးသိမှသိပေမဲ့လက်ခံပြီး Ray ကအစီအစဉ်ဆက်လုပ်ပါတယ်။ဒီလိုနဲ့ Ray ကတနိုင်ငံလုံးကရင်းနှီးမြှုပ်နှံသူတွေကိုလိုက်ရှာပြီးမြေကောဝယ်ထားကကိုယ်စားလှယ်အသစ်တွေနဲ့နိုင်ငံထဲမှာဆိုင်ခွဲတွေထုတ်ဖွင့်ပါတယ်။အဲ့တော့ franchise ဆိုတဲ့ corporation ရုပ်တည်ထားပြီးမှ McDonald ရဲ့ CEO တွေကတွေ့သွားပြီးဓာတ်ဟာ Ray ကိုစီးမကြော်ဖို့ဒေါ်လာတကြီးတီးပေးပါတယ်။ဒါပေမဲ့လည်းစာချုပ်ထဲမှာ Ray ကကုမ္ပဏီသက်သက်ထောင်ပြီးဒေါ်နယ်ရဲ့မြေတွေဝယ်ကပိုင်ဆိုင်မှုကိုအမိပြလော်ဝက်ကြီးအုပ်ထားတာမျိုးဓာတ်လည်းဘာမှပြန်မပြောနိုင်ဖြစ်နေပါတယ်။နောက်တော့ Ray ကသူ့ပိုင်တဲ့မြေပေါ်ကဆိုင်တိုင်းမှာပေါင်လာမုတ်သုံးမယ်ဆိုပြီးဂျိုအန်တို့လင်မြစီရောက်လာခဲ့ပါတယ်။ညဘက်ရောက်တော့လည်း Ray ကသူများမိန်းမဂျိုအန်နဲ့ဖုန်းနေပြောရင်ရင်းနှီးမှုတွေတိုးလာနေပါတယ်။ပေါင်လာမုတ်တွေကိုဆိုင်ခွဲတိုင်းကိုပို့နေလို့မန်နဲ့တက်ဟာ Ray ကိုရက်တန်းရက်ဖို့ဖုန်းဆက်ပြီးတားပါတယ်။ဒါပေမဲ့လည်းအဆင်မပြေမှုတွေဖြစ်ခဲ့ပြီးစာချုပ်ဆိုတာဘာဝင်တော့ဘူးဘာညာနဲ့ပြောတော့ဓာတ်လည်းဒေါ်လာတကြီးဖုန်းချသွားပြန်ပါတယ်။ချန်ကုန်ကြီးနဲ့ Ray ကိုမိန်းမဖြစ်သူကခြံတကားဖွင့်ပေးရတယ်ဆိုပြီးကွာရှင်းပေးဖို့တောင်းဆိုပါတယ်။ Ray ကလည်းတန်းတန်းမမတ်ထွက်မယ်ဆိုပြီးကွာရှင်းဖို့လုပ်ပါတယ်။သူ့ရဲ့အိမ်နေခြံနေပိုင်ဆိုင်မှုတွေအကုန်လုံးသူ့မိန်းမကိုပေးနိုင်ပေမဲ့ဒေါ်နယ်ရဲ့ရှီယာတစုတောင်မပေးနိုင်လောက်အောင် Ray ကသူ့စီးပွားရေးယူသွတ်ပါတယ်။အဲ့တော့ရှင်းနေကိုလည်းလက်ထိုးပြီးသူ့ရဲ့ empire ငွေများတရားနိုင်လို့ညီကိုနှစ်ယောက်စီကနေ McDonald ကိုပိုင်သိမ်းလိုက်ပါတယ်။အဲ့တော့မှဘာမှမပြောတဲ့ Matt Ray ကိုအပိုင်စီးညတွေကိုရက်ဖို့ပြောနေပါတယ်။ Ray ကလည်းသူကစီးပွားရေးသမားဖြစ်တာမလို့စီးပွားရေးကစစ်ပွဲပဲဆိုပြီးဘာမှကြည့်နေမှာမဟုတ်ကြောင်းညီကိုနှစ်ယောက်ကိုပို့ပွေလင်းလင်းပြောလိုက်ပါတယ်။မက်လည်းခဏတာအားသွားပြီး Ray ကိုတရားစွဲမဲ့ဘာညာလုပ်ပေမဲ့ကိုကလည်းငွေအများကြီးနဲ့ဖိချတာမလို့ညီကိုနှစ်ယောက်လည်းမျက်ရည်ဘော်လောပွားနဲ့ကြံနေခဲ့ရမက်ဆိုစေးရုံမှာတက်ရတဲ့အထိဖြစ်သွားပါတယ်။နောက်တော့မျက်နှာပြောင်တဲ့ Ray ကစေးရုံကြီးလိုက်လာပြီးချက်လက်မှတ်တစ်ခုကိုညီကိုနှစ်ယောက်ကိုပေးပြီးထွက်သွားပါတယ်။ညီကိုနှစ်ယောက်လည်းသူတို့ရှုံပြီးဆိုတာလက်ခံလိုက်ပါတယ်။အဆုံးမှာဒေါ်နယ်ညီကိုလည်းသူတို့တီထောင်လာတဲ့ McDonald ဆိုင်ကြီးကိုဒေါ်လာ $2.7 million နဲ့ရောင်းချပြီးလာတိုင်းအမျက်ငွေရဲ့ 1% ကိုပေးနေဖို့ညှိနှိုင်းမှုယူပါတယ်။ Ray ကအရင်များတဲ့ပမာဏဖြစ်နေရမို့ညှိနှိုင်းမှုယူဖို့စီဝေးတစ်ခုထိုင်ပါတယ်။ဒါပေမဲ့လည်းကုမ္ပဏီရောင်းဝယ်ကိစ္စမှာတော့သဘောတူညီမှုကိုလိုက်ရောပြီးတီထောင်သူနာမည်ကအစားသူ့ကိုပေးဖို့ Ray ကသဘောတူညီမှုယူလိုက်ပါတယ်။တနာသက်ညီကိုနှစ်ယောက်ကတော့ငိုယိုနဲ့ချက်လက်မှတ်လေးတယောက်တည်းကင်ပြီးကြံနေခဲ့ပါတယ်
တကယ်တော့ Ray ကဆိုင်ရဲ့ McDonald ဆိုတဲ့နာမည်ကြီးကိုဝယ်ပြစ်လိုက်တာဖြစ်ပြီးညီကိုနှစ်ယောက်ကဆိုင်နာမည်ပြောင်းပြီးဖွင့်ဖို့ပဲအခွင့်အရေးရှိပါတယ်နောက်ဆုံးမှာတော့အသက်52နှစ်မှာစားရဆိုင်ပေါင်း100ကျော်ဒေါ်လာတန်းကြီးရနဲ့လုပ်ငန်းကြီးကိုပါဆိုင်နိုင်ခဲ့တဲ့ Ray ရဲ့လိုအပ်ချက်ဆွဲလုံးလိုက်ဖြစ်ကြောင်း Ray ကပြောပြနေပါတယ်အဲနောက်မှာတော့သူများမိမဂျိုတန်ကိုလည်းအရယူထားပြီးဇလန်လီကတကယ်အပြင်မှာရှိတဲ့ Ray ရဲ့အင်တာဗျူးတွေနဲ့လှလှပပအဆုံးသတ်ထားပါတယ်